မင်္ဂလာပါအားလုံးပဲနေကောင်းကြမှာချမ်းသာကြပါစေခဏမှာ preview လုပ်ပေးချင်တာကတော့ဒါနော်ဝေးနဲ့ France တို့ရဲ့ကမ္ဘာဖလား group I ရဲ့ပေါ့နော်ဒါနောက်ဆုံးပွဲစဉ်လည်းဖြစ်တယ်ပေါ့နော် round 3ရဲ့နောက်ဆုံးပွဲစဉ်ဒီမှာဖွင့်ထားတာကတော့နာမည်ကြီးပင်တဲ့အသင်းကတလုံး30နိုင်တဲ့ကိုပေါင်းကြီး3လုံး40စားဆိုမှပေးထားပါတယ်ကမ္ဘာအဆင့်သတ်မှတ်ချက်တွေမှာတော့ France ကအဆင့်3နော်ဝေးက37ပေါ့နော်ဒါကတော့မြန်မာစံတော်ချိန်ညတနိုင်ခွဲမှာကစားမှာဖြစ်ပါတယ်ဒီပွဲအတွက်ကင်သွားမဲ့တိုင်လူကြီးကတော့အင်္ဂလန်နာမည်ကြီးတိုင်ပေါ့နော်မိုက်ကယ်အိုလီဗာဖြစ်ပါတယ်ဒီပွဲကတော့ USA မှာကစားမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်နှစ်သင်းလုံးကလည်းဒါ6မှတ်စီရထားပြီးပေါ့နော်ဒါနော်ဝေးရဲ့အသင်းကလည်းတိုက်စစ်ပိုင်းကတော်တော်လေးကိုကြောက်စရာကောင်းလောက်အောင်ဒါကိုခုတွေ့မှုတွေကြောက်စရာကြီးပေါ့နော်ရကို9ကိုနဲ့ပေးကို3ကိုရှိတယ်ပေါ့နော်သူကအတက်ခင်အရင်ဦးစားပေးတော့ခံစစ်တွေကတော့ဒါထုံးစံတိုင်းပွက်မှာပဲလေတစ်ဖက်ကပြင်တဲ့အတင်းကိုကြည့်မယ်ဆိုရင်ပြင်တဲ့အတင်းကတော့ဒါအီရတ်ကို3စီဒါနာမည်ကြီးစီနီကို3-1နဲ့နိုင်ထားတာပေါ့နော်ပြင်တဲ့အတင်းခံစစ်ပိုကောင်းတယ်လို့လည်းတွက်လို့ရမှာပေါ့နော်နှစ်ပွဲမှာတကူလည်းပေးထားတယ်ပေါ့ဗျာ head to head တွေကြည့်မယ်ဆိုရင်တော့ဒီနှစ်တင်းနှစ်ချိန်တွေ့ထားပါတယ်အနည်းဆုံးပွဲတွေကတော့ဒါ2010မှာပေါ့နော်ဒါ friendly game တော့ Norway 2-1နဲ့နိုင်တယ်နောက်တစ်ပွဲကတော့သူတို့2014မှာချစ်ချစ်ရေးပွဲကစားထားတယ်ပေါ့နော်အဲတော့ပြင်သစ်အသင်းဖိုးစီးနဲ့နိုင်ထားပါတယ်ဒီမှာဆိုလို့ရှိရင်တော့ line ထဲမှာကြည့်မယ်ဆိုရင်တော့နာမည်ကြီးကစားသမားတွေပေါ့နော်တစ်ဖက်မှာဟာလန်တို့ slot တို့ Odegaard တို့ကျွန်တော်ညီကိုရင်းနှီးပြီးသားပါဒီကစားသမားတွေပြင်သစ်မှာဆိုလို့ရှိရင်တော့ဒါ Mbappe တို့ Barcola တို့ Dembele Olise တောင်မှနာမည်ကြီး Olise တို့ကတော့ရှိမှာပေါ့ဗျာဒီပွဲအတွက်ဖွင့်ထားတဲ့ဝိုင်းဆွဲပေါက်ကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်နော်ဝေးကို 4.5 တရေကိုလည်း 4.5 နဲ့ပြင်သစ်ကို60နဲ့ပြားပေးထားပါတယ်ဒီပွဲမှာတော့ကျွန်တော် BTT SCS ကိုရွေးချယ်ပေးချင်ပါတယ်ပြီးရင် over 2.5 goal ပေါ့နော်ကိုပေါင်းအပေါ်ရွေးပါတယ်ဒီအသင်းကလည်းရွေးဖို့ခက်တယ်ပေါ့နော်ဒီပြင်သစ်အသင်းကဒါ level တစ်ဝက်ရှုံးတော့ပေးရင်တော့မဆိုးဘူးပေါ့နော်ဟိုတလုံး30နိုင်ဆိုတော့နည်းနည်းလေးများတယ်လို့တော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့လည်းဒီပွဲမှာတကယ်လို့ကျွန်တော်ညီကိုတွေမဖြစ်မနေထိုးကျင်တယ်ဆိုရင်တော့ပြင်သစ်အတင်း2-1လောက်နဲ့နိုင်တော့မလို့ကျွန်တော်တော့သုံးသပ်မိတယ်ပေါ့နော်နောက်ထပ်တစ်ပွဲကတော့စီနီဂေါနဲ့အီရတ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါနာမည်ကြီးအာဖရိကစီနီဂေါကတော့ဒါရလတ်တွေလုံးဝမကောင်းဘူးပေါ့နော်နှစ်ပွဲကစားတယ်နှစ်ပွဲလုံးရှုံးထားတယ်ဒါကမ္ဘာအဆင့်သတ်မှတ်ချက်တွေမှာတော့စီနီဂေါအဆင့်15နဲ့အီရတ်က50ခွန်ဒီပွဲကလည်းအင်္ဂလန်တိုင်းလူကြီးအန်တိုနီတေလာကတိုင်သွားမှာပေါ့နော်ကနေဒါမှာကစားမှာဖြစ်ပါတယ် BMO ကွင်းကြီးမှာကစားမှာပေါ့နော်ဒီသူတို့ကစားခဲ့တဲ့နှစ်ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါနှစ်သင်းလုံးရှုံးပွဲတွေကိုစီကြုံတွေ့ထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စီနီဂေါကနော်ဝေးကို3-2နဲ့ရှုံးတယ် France ကို3-1နဲ့ရှုံးတယ်ဒီလားဆိုရင်ကျွန်တော်တို့ဒါစီနီဂေါရဲ့ခံစစ်ကြီးကမကောင်းဘူးလို့ပြောလို့ရတယ်ပေါ့နော်တိုက်စစ်ကတော့ကိုရပါတယ်ခံစစ်ကြီးကလုံးဝမကောင်းပေးထားတာ6ကိုပေးထားတယ်ရထားတာ3ကိုရှိရပေါ့နော်တစ်ဖက်ကဒါအီရတ်ကိုကြည့်လိုက်မှဆိုရင်အီရတ်ကဒါနော်ဝေးကို4-1နဲ့ရှုံးတယ် France ကို3-0နဲ့ရှုံးတယ်ပေါ့နော်အီရတ်ရဲ့ခံစစ်ကလည်းတော်တော်လေးဆူဆူဝါဝါဖြစ်နေတယ်ပေါ့နော်ပေါက်နေတာဘာပြောချင်တာတော့ဒါဒီမှာဆိုလို့ရှိရင်ဒီစီနီဂေါကဒီပွဲကိုနိုင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါနံပါတ်3နဲ့တက်သွားမယ်ပေါ့ဗျာတကယ်လို့အခက်မတင်လို့အီရတ်ကနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်တော့စီနီဂေါကတော့အိမ်ပြန်လဲပြန်ရမှာပေါ့နော်ဒီအခြေအနေမျိုးမှာရှိပါတယ်လက်ရှိလူစင်းအရာတော့စီနီဂေါပဲတာတယ်ပေါ့နော်ဒီနှစ်သင်းရဲ့ head to head တွေလည်းမရှိဘူးဒီချိန်တစ်ခါမှလည်းတွေ့ဆုံထားတာလည်းမရှိဘူးပေါ့နော်စီနီဂေါမှာတော့နာမည်ကြီးတိုက်စစ်မှုပေါ့နော်ဒါနီကိုလာဂျက်ဆင်တို့ဆာဒီယိုမာနေတို့ရှိမှာနော်ပေါ့ဂေးတို့ရှိမယ်ပြီးလို့ရှိရင်စားတို့ရှိမှာပေါ့ဗျာဒါခန်းစစ်ကတော့နည်းနည်းညံ့တယ်ဗျာဒီဘယ်လိုဖြစ်မလဲတော့မသိဘူးဝိုင်းစမှာဖွင့်ထားတာတော့စီနီဂေါကပြား20တေးကို 6.2 နဲ့အီရတ်ကို12ဆပေးထားပါတယ်ဒီပွဲကနှလုံး40နိုင်တော့နည်းနည်းများတယ်လို့တော့ခံစားရတယ်ဗျာတစ်ဖက်ကဒါခန်းစစ်ကြီးကစီနီဂေါလည်းကောင်းနေတာမဟုတ်တော့ကိုပေါင်းအပေါ်ပဲရွေးချယ်လိုက်ပါတယ် voting to score yes ကြိုက်တယ်ပေါ့နော်တကယ်လို့ body ရိုက်ချင်တယ်ဆိုရင်တော့အများကြီးမဟုတ်တော့မှကျွန်တော်တော့အီရတ်ပဲကြိုက်ပါတယ်စီနီဂေါနိုင်မယ်ဒါပေမဲ့ကြေးမအောင်လို့ထင်လို့ပါနောက်ထပ်တစ်ပွဲကတော့ group H ကဥရုဂွေနဲ့စပိန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာဖွင့်ထားတာကတော့ဒါစပိန်အသင်းကတလုံး30ရှုံးကောင်းပေါင်း3လုံး90နိုင်ပေါ့နော်ကမ္ဘာအဆင့်သတ်မှတ်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့စပိန်အဆင့်နဲ့ဥရုဂွေအဆင့်16ရှိရပေါ့နော်ဒီပွဲကိုကင်သွားမှာတော့အမေရိကန်တိုင်းလူကြီးကကင်သွားမှာဖြစ်ပါတယ်ဒါတော့မက္ကဆီကိုမှာကစားမှာပေါ့နော် Icon Stadium မှာကစားမှာဖြစ်ပါတယ်
ဒီနှစ်သင်းရဲ့ head to head တွေကြီးမယ်ဆိုလို့ရှိရင်တော့ဒီနှစ်သင်းကတော့အရင်တော့တွေ့ခဲ့တာ၄ချိန်ရှိမယ်ပေါ့နော်ဒါတော့ဟို long time ago ကဒါ live score မှာပြထားတာ1950ဥစ္စာလည်းပြထားတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ Spain အသင်းကဒါဥရုဂွေကိုတစ်ချိန်တစ်ခါမှရှုံးထားတာမှမတွေ့ရဘူးပေါ့နော်တွေ့ခဲ့တဲ့ဒါပြန်ပွဲဆုံး၄ချိန်ပေါ့နော်ဒါဥရုဂွေဆော့ထားတဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Saudi Arabia 1-1 Cape Verde 2-2ပေါ့နော် Spain ကတော့ဒါCape Verde 0-0နဲ့ပြီးတော့ Saudi Arabia ကိုဖိုးစီပေးဖို့မရှိဘူးဒါခံစစ်ကလည်းကောင်းတယ်ပေါ့နော်ဥရုဂွေကိုကြည့်မယ်ဆိုရင်ဥရုဂွေကတော့ရကို3ဂိုးပေးကို3ဂိုးပေးထားတယ်ပေါ့နော်ကျွန်တော်တော့ဒါအခုဖွင့်ထားတဲ့ဒါ body ကြီးတစ်လုံး30ရှုံးကတော့ကျွန်တော်ကတော့တိတ် Spain ကိုတိတ်အကြိုက်မတွေ့မိဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ညီကိုတွေတည်တဲ့အတိုင်းပဲဒါဥရုဂွေမှာလည်းဒါနာမည်ကြီးကစားသမားတွေရှိတယ်ပေါ့နော်ဒါကွင်းလန်မှာဆိုရင်လည်းဘန်တန်ကူတို့ဥကာဒေးတို့ဗီနတ်တို့ရှိမှာဗျာတိုက်ဆက်မှာတောင်မမဆိုအာရူဂျိုတို့ဒါပေမဲ့ဒီဥရုဂွေမှာကစားသမားတွေကတအားကြီးဟို generation တားရပြောင်းလဲဖြစ်နေတာမျိုးတော့မတွေ့ရဘူးပေါ့နော်ရင်ကစားသမားတွေလိုမျိုးပဲခံစားရတယ်ပေါ့နော်ဒီတစ်ဖက်ကစပိန်အသင်းကတော့လန်ထွက်နေတယ်ပေါ့နော်ဒါကြောင့်အိုယာစပယ်လို့ဒန်နီအိုမိုရမယ်လို့ပေါ့နော်စပိန်အသင်းကလည်းရမှက၄မှရထားတယ်ဗျာအုပ်စုကိုဖြစ်ဖို့ကတော့ဒီပွဲလေးကိုအနိုင်ဆုံးပေါ့နော်ဒါတည်ဖြင့်ကိုကျွန်တော်တို့ဒါဒီအုပ်စုပုံနဲ့တက်သွားမှာပေါ့နော်စပိန်အပင်မခံမလားမခံလားမသိကျွန်တော်စောင့်ကြည့်ဖို့တော့လိုတယ်ဒီပွဲမှာပေးထားတာတော့ဥရုဂွေအနိုင်ကို 6.5 တရေကို4စာနဲ့စပိန်ကိုပြန်50ကျွန်တော်ဂိုးပေါင်းအောင်နဲ့ဥရုဂွေကြိုက်ပါတယ်နောက်တစ်ပွဲကလည်း Cape Verde နဲ့ Saudi Arabia တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ Cape Verde က level 30ဂိုးပေါင်းချင်းနှလုံး80ပေးထားတယ်ပေါ့နော်ဒါကလည်း Group H ကနောက်ဆုံးပွဲစဉ်လည်းဖြစ်တယ်ပေါ့နော်ဒါတော့ပြင်သစ်ဒိုင်လူကြီးကင်တော်မှာဖြစ်ပါတယ် American Houston မှာကစားမှာပေါ့နော် NRG Stadium မှာကစားမှာဖြစ်ပါတယ်Cape Verde အဆင့်60ခွန် Saudi Arabia လည်း60ခွန်ပေါ့နော်ဒီနှစ်သင်းလုံးမှာကွာနေတာကတော့ဒါခံစစ်ပေါ့နော်Cape Verde က Spain ကိုစီးဆော့ထားသလိုဥရုဂွေကိုတူဆော့ထားတယ်နှစ်ပွဲလုံးမရှုံးထားဘူးပေါ့နော်တစ်ဖက်ကဒါ Saudi Arabia ကတော့ Spain ကို4ဂိုးပေးတယ်ဗျဥရုဂွေကို1-1ဆော့ထားတယ်ပေါ့နော်ဒီပွဲကတော့နံပါတ်3ရဖို့အတွက်ပေါ့နော်ဒီနှစ်သင်းထဲကတဲ့င်းကတော့ဒါနိုင်မှပဲဖြစ်မှာပေါ့နော်အပေါ်မှာလည်း Spain ကဥရုဂွေနဲ့တွေ့ထားတယ်ဆိုတော့ဗျာWines ဘက်မှာဖွင့်ထားတာတွေကတော့ဒါ Cape Verde ကို 2.6 တရေကို 3.4 နဲ့ Saudi Arabia ကို 2.7 ပေးထားပါတယ်ဒီပွဲမှာတော့ကျွန်တော် 1-2 ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ Cape Verde body ပဲကြိုက်ပါတယ်ပြီးတော့ဂိုးပေါင်းအောက်ကြိုက်ပါတယ်နောက်တစ်ပွဲတော့ Group G က Egypt နဲ့ Iran တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါကမ္ဘာဖလားဒါနောက်ဆုံးအဆင့်ပေါ့နော် round 3 Group G ကပွဲစဉ်လည်းဖြစ်တယ် Egypt က level 40ရှုံးဂိုးပေါင်းချင်းနှလုံး20နိုင်ဆိုမှပေးထားတယ်ပေါ့နော်Egypt 29 Iran အဆင့်20မှာရှိပါတယ်ဒါ Egypt က Iran ထက်အောင်နိုင်နေပေါ့နော်ဒါပေမဲ့ပါတယ်ကစားသမားတွေကြည့်မယ်ဆိုရင် Egypt ကပိုပြီးကောင်းနေတာပေါ့နော်ဆာလာတို့ဒါမာမို့တိုရှိတယ်ပေါ့ဗျာဒီပွဲကလည်းဒါကျွန်တော်တို့ကင်တွယ်သွားမှာတော့ American မှာပဲကစားမှာဖြစ်ပါတယ်ဒိုင်လူကြီးကတော့ပိုလန်ဒိုင်လူကြီးကင်သွားမှာဖြစ်ပါတယ် Lumen Field မှာကစားမှာပေါ့နော် Stadium မှာကစားမှာဖြစ်ပါတယ်ဒီနေ့တင်းရတယ်ကျွန်တော်ကြည့်ဟက်တူဟက်တွေတော့တစ်ချိန်တစ်ခါတော့မရှိဘူးပေါ့နော်ဒါ Egypt ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Belgium 1-1ပေါ့နော်ပြီးရင် New Zealand ကို3-1နဲ့နိုင်ထားတယ်ပေါ့နော်နှစ်ပွဲလုံးခံစစ်က2ဂိုးပေးထားတယ်ပေါ့ဗျာပြီးတော့ကျွန်တော် Iran ကိုကြည့်မယ်ဆိုရင် New Zealand 2-2နဲ့ Belgium ကို 0-0ပေါ့နော် Iran တကယ်ပြောတာ Iran ကိုကျွန်တော်တော်တော်လေးတော့ချီးကျူးမိတယ်ဒီလို Belgium လို့အသင်းကတော့တည်ကစားနိုင်တယ်ဆိုတာနဲ့လည်းအဆင့်တော့မဟုတ်ဘူးပေါ့နော်နိုင်ပွဲတွေတော့မတွေ့ထားပေမဲ့လည်းဒီပွဲကိုတကယ်လို့ဘောနော်ဒါအီရန်အသင်းဘောနော်အနိုင်ဆုံးတရေလောက်ရရမယ်ဆိုရင်တော့မနောက်တစ်စင်းတက်သွားဖို့တေချာလောက်ရှိနေဘောနော်နယူးဇီလန်တော့ဒါအခုကစားမှာဘယ်လ်ဂျီယံနဲ့ဆိုတာနည်းနည်းတော့ခက်ခဲမှထင်တယ်ဒါဘယ်လ်ဂျီယံလည်းခြေတော့ပြတ်နေကျွန်တော်စောင့်ကြည့်ရမယ်လို့ဒီပွဲကအီဂျစ်အသင်းက၄မှတ်ရထားတဲ့အတွက်ဒါနောက်တစ်စင်းတက်ဖို့တေချာလောက်ရှိနေပြီဘောနော်ဒီပွဲမှာဖွင့်ထားတဲ့ wine set ပေါက်ကြီးတွေကတော့ဒါ Egypt က 2.4 တရေကို 2.6 နဲ့ Iran ကို 3.7 ပေးထားတယ်ပေါ့နော်ဒီပွဲလည်းကိုအောင်မလားပေါ့နော်ဘာလို့ဆိုတော့ဒါ Iran ရဲ့ကစားတဲ့ပုံစံအတင်းကြီးနဲ့တွေ့ရင်ဒါသူကခံစစ်ပိတ်ဆို့ပြီးဆော့တတ်တဲ့အလေးထားရှိရပေါ့နော် Egypt ကတော့နည်းနည်းတော့တာတယ်ပေါ့ဗျာကျွန်တော်ဒီပွဲကတော့ကျွန်တော် BTTS ပေါ့နော်ဒီအစင်းရောက်လာရင်တော့ပိတ်ဆို့ပြီးဆော့နိုင်မယ်လို့လည်းမထင်ဘူးပေါ့နော်ကိုပေါင်းအပေါ်ရွေးချယ်လိုက်ပါတယ်ကျွန်တော် body ကတော့ကျွန်တော် Iran ပဲကြိုက်ပါတယ်ဒါဒီနေ့နောက်ဆုံးတပွဲကတော့နယူးဇီလန်နဲ့ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီမှာကတော့
မထင်ထမ်းမှလောက်အောင်ပေးထားတယ်ပေါ့နော် body ကြီးနှလုံး30ရှုံးကိုပေါင်းကြီး3လုံး40ရှုံးဆိုတာပေးထားပါတယ်ကမ္ဘာအဆင့်တမတ်ချက်တာဘယ်လ်ဂျီယံအဆင့်9နဲ့နယူးဇီလန်85ပေါ့နော်ကနေဒါမှာကစားသွားမှာဖြစ်ပါတယ်ဒီပွဲကတော့ဂျော်ဒန်တိုင်းလူကြီးကင်သွားမှာဖြစ်တယ်ပေါ့နော် BC Place မှာကစားမှာဖြစ်ပါတယ်ကျွန်တော်ထင်တာတော့ head to head တွေပါတယ်ဒီနှစ်သင်းမရှိဘူးဗျဒါနယူးဇီလန်လည်းမထင်ထားဘူးပေါ့နော်ခံစစ်တော့တော်တော်ညံ့ပါတယ်အီရန်ကိုနှလုံးပေးတယ်အီဂျစ်ကို3လုံးပေးတယ်ပေါ့နော်ဘယ်လ်ဂျီယံကလည်းတိုက်စစ်ကလည်းယုံတော့မယုံနိုင်အောင်ဖြစ်နေတာတွေ့ရတယ်ပေါ့နော်အီဂျစ်1-1နဲ့အီရန်0-0ဆိုတော့ဗျာဒီပွဲကတော့တကယ်ပောက်ကွဲဖို့လိုတယ်ပေါ့နော်မပောက်ကွဲရင်တော့ဒါဘယ်လ်ဂျီယံအခြေအနေဆိုးသွားနိုင်တယ်ပေါ့နော်ဘယ်လ်ဂျီယံမှာတော့နာမည်ကြီးလူကာကူရှိမယ်ဗျာဒါဒီရိုင်းနာတို့ဒါယူရီတယ်လီမန်စ်တို့ရှိမယ်ဗျာကွင်းလန်မှာလည်းဒါကျွန်တော်ညီကိုတွေအကုန်လုံးရင်းနှီးပြီးသားပါဒီကစားသမားတွေဝိုင်းဆွဲမှာဖွင့်ထားတာကတော့နယူးဇီလန်18စားတရေကို 7.5 နဲ့ဘယ်လ်ဂျီယံကို14ပြပေးထားပါတယ်ကျွန်တော်နယူးဇီလန်ကြိုက်တယ် BTT SCS ကြိုက်ပါတယ်နယူးဇီလန်ဘော်ဒီရွေးချယ်လိုက်ပါတယ်ကျွန်တော်ညီကိုတွေအားလုံးအပေါင်းပြကြပါသေးချမ်းသာကြပါစေဗျာ